အားလုံးမင်္ဂလာပါဒီနေ့ဂျွန်လ4ရက်နေ့မှာတော့တတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကိုနေပြီးတော့ပြန်ပြီးတော့ကျွန်တော် share ချင်တယ်ဝေမျှချင်တယ်ကျွန်တော်လေ့လာသမျှကျွန်တော်ကြည့်သမျှအရာတွေကိုအကုန်လုံးပြန်ပြီးတော့ဝေမျှချင်းဖြစ်ပါတယ်ဒီဂျွန်လ4ရက်နေ့မှာတော့ပဲခူးတိုင်းကျိုးပင်ကောက်မြို့နယ်မှာရှိတဲ့ပတောက်မြိုင်ကျေးရွာအဲ့ဒီပေါ်တာဆွဲတဲ့စကားစကိုနေပြီးတော့ဒီဘက်ဝင်ပြီးတော့တိုက်တယ်အဲ့ဒီမှာ6ယောက်မာလခီယာဖြစ်သွားတယ်မျိုးစားဖြစ်သွားတယ်အဲ့ဒီမှာသူတို့ကပေါ်တာဆွဲတာเนาะပေါ်တာဆွဲတဲ့ခါကျတော့သူတို့ပေါ်တာဆွဲတဲ့ကိုဒီဘက်ကတင်ရတယ်အဲ့ဒီမှာဝင်ပြီးတော့ကြိတ်တာเนาะအဲ့ဒီမှာ6ယောက်အကျိတ်ခံရတယ်အဲ့ဒီမှာပြားသွားတယ်เนาะအကျိတ်ခံရတော့ဆိုတော့မျိုးစားကောင်းသွားတာပေါ့နောက်တစ်ခုကဖာကန်လုံခင်းမှာဒီတင်းအောင်ကြိုင်ဆိုတဲ့ company เนาะအဲ့ဒီမှာဆိုလို့ရှိရင်တော့ဒီကြောက်တွေကိုနေပြီးတော့သူတို့ထုတ်လုပ်တဲ့ခါကျတော့ဒီဘက်ကစကားကစစ်ကြောင်း3ကြောင်းနဲ့နေပြီးတော့အင်အား600နဲ့လုံခင်းမြို့ကိုရောက်နေပြီเนาะဆိုတော့ဒီဖကန်ကိုပြန်ပြီးတော့သိမ်းတာပေါ့နော်ပြန်ပြီးတော့သိမ်းတယ်အဲ့ဒီမှာဒီ company ကအရင်တုန်းကဒီ KIA ကသိမ်းပိုက်ထားတဲ့ခါကျတော့သူတို့ ਨੇ ပေါင်းဆက်ပြီးတော့လုတ်တယ်သူတို့ ਨੇ အကျိုးတူလုတ်ကြတယ်ဆိုတော့ပုံစံမျိုးနဲ့အခုအဲ့ဒီ company ကဒီ back for ရှိတယ် INC ကားတွေရှိတယ်အဲ့ဒီမှာမြေတင်ကားတွေရှိတယ်စသဖြင့်ဒီနေရာတွေကိုနေပြီးတော့အလုံးမီရှုဖြစ်စီတယ်เนาะအဲ့ဒါကဟိုတရားနေ့ကเนาะကျွန်တော်တို့ကြားတဲ့သတင်းတစ်ခုနဲ့လည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကအဲ့ဒီလုံခင်းမှာပဲเนาะအဲ့ဒီဂိုဒေါင်တွေမှာပါထားလဲဆိုလို့ရှိရင်ရန်တွေထားတဲ့ခါကျတော့အဲ့ဒီရန်တွေကပောက်ကွဲတယ်เนาะပောက်ကွဲတဲ့ခါကျတော့အဲ့ဒီမှာအလုသမားဘလောက်သေးသွားလဲဆိုလို့ရှိရင်3ယောက်သေးသွားတယ်เนาะအဲ့ဒီထဲမှာမှကျွန်တော်တို့ကန်ကောင်းထောက်မစွာနဲ့เนาะဒဏ်ရာရရှိတဲ့လူတွေလည်းရှိတယ်เนาะဒဏ်ရာရရှိတဲ့လူတွေကတော့အယောက်ပေါင်း30เนาะ30ဒဏ်ရာရရှိတဲ့ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီမှာဆိုတော့ရန်ဂိုဒေါင်ကိုမာလာက drop bomb နဲ့ချပြီးတော့အဲ့လိုမျိုးဖောက်ခွဲလိုက်တာเนาะဒုံးနဲ့ပြစ်လိုက်တာပေါ့အတိတ်ပြတော့မာလာဒုံးနဲ့ပြစ်လိုက်တာပြလိုက်တဲ့ခါကျတော့အဲ့ဒီရန်ကူတော့ပေါက်ကွေးသွားတယ်အလုံးမျိုးထိခိုက်ဒဏ်ရာရရှိမှုတွေကတော့နော်3ယောက်သေးတယ်နော်အယောက်ပေါင်း30ဒဏ်ရာရရှိတာကိုတွေ့ရတယ်နောက်တစ်ခုက granny pin box လက်ခေမှာဆိုလို့ရှိရင်စကစကတကစ်နော်ကာကင်းကိုနေပြီးတော့အဲ့ဒီမှာတင်ပိုက်လိုက်တယ်တင်ပိုက်လိုက်တဲ့ခါကျတော့နော်အဲ့ဒီမှာအယောက်ပေါင်း20သေးတယ်နော်20သေးတယ်အဲ့ဒီမှာတနက်ကတော့15လက်ရတယ်နော်အယောက်ပေါင်း20မှာ15လက်ဆိုတော့ကျွန်တော်တို့15လက်မှာ9လက်ကတော့သူတို့ဟိုပြည့်ဒီပြည့်ဟိုဖော့ဒီဖော့တချို့လူတွေဆိုလို့ရှိရင်အင်တာတွေမှာတွင်းဒီမှာဆိုလို့ရှိရင်ပြည့်ချလိုက်စသည်ဖြင့်အဲ့ဒီပြဒီဖက်ကတော်လိုင်းရဲ့ဖက်ကလူတွေမရအောင်เนาะတနေ့ရမှာပြည့်ချလိုက်တယ်အဲ့လိုမျိုးပုံစံမျိုးဆိုတော့တည်တဲ့လူကတော့အယောက်20လက်နဲ့ကတော့15လက်အကုန်လုံးအယောက်စီမရဘူးဆိုတာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကတင်ပေါ်စကန်သိမ်းပေါ်ရတယ်ဒီနေ့တတိမီဒီယာတွေမှာဆက်လက်ပြီးတော့ hot news အနေနဲ့ကျွန်တော်တို့ပြန်ပြီးတော့တွေ့လာရတယ်ဆိုတော့တင်ပေါ်စကန်ကတော့တကယ်ကြီးမားတဲ့စခိုင်းကြီးတစ်ခုဖြစ်တယ်အဲ့လိုမျိုးတစ်ပေါ်ပို့ကိုမတိုက်ခင်မှာကျွန်တော်တို့ဝေါ်လီတို့ဒီနောင်တို့ရွှေအေးမြိုင်တို့စသဖြင့်ဒီဟာတွေအရင်ဆုံးကြားတယ်အဲ့ဒီဥက္ကဋ္ဌစခန်းနဲ့ဒီရွှေအေးမြိုင်စခန်းကတော့နိနကကတွေဖြစ်တယ်เนาะအဲ့ဒီမှာဒီရွှေအေးမြိုင်ဆိုတာကဥက္ကဋ္ဌရဲ့ကာကင်းတစ်ခုဖြစ်တယ်ဒီပြတော့ကာကင်းတစ်ခုတွေပြုတ်ထွက်သွားတယ်အဲ့ဒီတစ်ပေါ်ပို့ကိုတိုက်ဖို့အတွက်ဒီဘက်ကတော်လိုင်းအဖွဲ့တွေကသွားတာနဲ့သူတို့တင်ရတယ်တင်ရတဲ့ခါကျတော့အဲ့ဒီကနေပြီးတော့စစ်ကူပို့တယ်အဲ့ဒါကဝေါ်လီဗျူဟာနေပြီးတော့စစ်ကူအယောက်ပေါင်း92ယောက်ကိုပို့တယ်ဆိုတော့အဲ့ဒီမှာတည်င်းတွေကထပ်ပြီးတော့တက်လာတယ်နော်သူတို့သွားတယ်နဲ့ဒီဘက်ကပြည်သူလူထုတွေကတည်င်းပို့တယ်ပို့တာနဲ့ဟိုဘက်မှာသူတို့အဝင်ကိုပေးလိုက်တယ်ပြီးလို့ရှိရင်တော့ဂျုံပေးပြီးတော့အဲ့ဒီမှာ DKBA ရဲ့စုံစင်းမြိုင်မှာဆိုလို့ရှိရင်အဲ့ဒီဌာနချုပ်ပေါ့အဲ့ဒီဘောလုံးကွင်းမှာသကုံသမတာသမတဲ့ခါကျတော့တော်တော်အသေးပြောင်းများတယ်အဲ့ဒီမှာစစ်ကြောင်းတစ်ချောင်းလုံးပြုတ်ထွက်သွားတယ်နော်90ကျော်နော်90ကျော်90နဲ့2ယောက်တချို့ကဟိုဘက်မှာပြေးသွားတယ်အဲ့လိုမျိုးပုံစံမျိုးလေးတွေ့ရတယ်ဆိုတော့အဲ့ဒါပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့တစ်ပေါက်ကိုဒီဖက်ကနေပြီးတော့တိုက်တယ်တိုက်တာကဒီခေတ်ကနိပညာခေတ်ဆိုတော့ဒုံးနဲ့အရင်ဆုံးတိုက်တယ်နော်ဒုံးနဲ့ဒရောပုံတွေချတယ်ဒီဖက်စနိုက်ပါနဲ့အသကောင်ချင်းတော့ပြစ်တယ်ပြီးလို့ရှိရင်တော့စစ်ကူလာမင်းလမ်းကြောင်းတွေအကုန်လုံးဖြတ်တောက်လိုက်တယ်ပြီးလို့ရှိရင်တော့ရေမီအဖြက်လေးဖြက်အကုန်လုံးဖြတ်လိုက်တယ်နော်ရေတွေဆိုလို့ရှိရင်တော့သူတို့တောင်ပေါ်ကနေပြီးတော့ပိုက်တွေနဲ့သွေးပြီးတော့ယူတဲ့အဲ့ဒီရေလမ်းတွေကိုအကုန်လုံးပိတ်လိုက်တယ်ဒီပြတော့ဂျာနေပြီးတော့အဲ့ဒီပိုက်ကိုဖြုတ်ချလိုက်တဲ့ခါကျတော့ဟိုဘက်မှာရေမလာတော့နော်ရေငတ်အဲ့ဒီမှာထမင်းငတ်အဲ့လိုမျိုးအစတန်တက်တယ်ပြီးလို့ရှိရင်တော့စနိုက်ပါနဲ့ကောက်လိုက်ချိန်တယ်ပြီးလို့ရှိရင်တော့တယောက်စီဖြုတ်တာနော်အဲ့လိုမျိုး drop ပုံနဲ့ချတယ်အဲ့လိုမျိုးစိတ်တက်ပြက်ပြားအောင်ပေါ့နော်အဲ့လိုမျိုးလုံးပြီးမှတိုင်းတာဖြစ်တယ်ဆိုတော့3ရက်တိုက်ရတယ်အဲ့ဒီစခန်းကိုဆိုတော့အယောက်ပေါင်းဘလောက်တည်သွားလဲဆိုလို့ရှိရင်တော့30နော်အယောက်ပေါင်း30တည်သွားတယ်ဒီမှာအလံဖြူထောင်တဲ့လူက80နော်နေတော့မဟုတ်ဘူးနော်အဲ့လိုမျိုးအယောက်ပေါင်း80ကအလံဖြူထောင်တယ်လက်နဲ့ချတယ်ဒီဘက်ကတော်လိုင်းရဲ့ဘက်ကလူတွေလည်းထိခိုက်မှုတွေရှိတယ်အသေးပြောက်တော့မရှိဘူးအဲ့ဒီမှာ4ယောက်တော့ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိတယ်နော်အသေးပြောက်တော့တော်တော်ကိုဒီအချက်အခြာရှိတဲ့နေရာတွေမှာတကယ်ထိတဲ့လူတွေဖြစ်တယ်ဆိုတော့4ယောက်ကတော့ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိတယ်အခုကြံရှိတာကတော့ကျွန်တော်တို့ဥက္ကဋ္ဌစခန်းရဲ့ဝေါ်လီစခန်းရဲ့ထီသလေရဲ့ထ
ထိကပလေရဲ့နော်အဲ့ဒီ၄ခုပဲကျန်တော့တယ်ဆိုတော့အဲ့ဒီ၄ခုကိုသိမ်းလို့ရပြီဆိုလို့ရှိရင်တော့ဒီမြဝတီတကွင်မှာဆိုလို့ရှိရင်အကုန်လုံးပြတ်ထွက်သွားပြီဆိုတော့အဲ့ဒီမြဝတီမှာရှိတဲ့မျိုးစုံတက်ဟာဆိုလို့ရှိရင်အဲ့ဒီမှာအလယ်မှာပဲကျန်ခဲ့တယ်ဆိုတဲ့အခါကျတော့အဲ့ဒီသူတို့ကဘလောက်ခန္ဓာရရှိမလဲဆိုတာတော့ကျွန်တော်တို့မသိဘူး BGF ကသူတို့အမျိုးတွေဆိုတော့ BGF တွေကဒီမြဝတီမျိုးကိုထိန်းချုပ်ထားတယ်ဆိုတော့မြဝတီမျိုးကိုသိမ်းဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ BGF နဲ့ညီနိုင်ရမှာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရနိုင်မယ်နောက်တစ်ခုကကျွန်တော်တို့ဇော်ဖိုးဟင်းနော်ဇော်ဖိုးဟင်းကတော့ဟိုတရက်နေ့ကကျွန်တော်တို့တင်တက်ဆက်ပြီးသားဖြစ်တယ်ဆိုတော့သူကတော့ဒီစစ်တပ်ဖက်ကိုလည်းချတာပဲเนาะအဲ့ဒါကြောင့်သူကတော့ရန်သူများတယ်เนาะဒီဖက်ကဒီစစ်တပ်တွေရဲတွေသူတို့အခွန်ကောက်တာတို့ဘာတို့เนาะသူတို့မတရားလုပ်တဲ့ဟာကိုသူများတိုင်တဲ့ဟာကိုသူများသူကလည်းအကုန်ပြောတာပဲဆဲတာပဲအဲ့ဒီမအလာကိုတောင်မှဆဲတယ်เนาะကြောက်ဖြူကိစ္စတို့ဘာလို့ဆိုရင်တော့အကုန်ဆဲတာအခုဒီဖက်ကဒီလာရှိုးကိစ္စတို့เนาะစစ်တိုင်းဌာနချုပ်လို့ကြားတဲ့အချိန်မှာတော်ကိုဆဲတာเนาะဆဲတာကိုနေပြီးတော့ဒီဖက်ကနေပြီးတော့အားလုံးမှတ်ထားတာရှိတယ်ပြီးလို့ရှိရင်တော့သူ့ကိုအမြင့်ကပုံမှန်နဲ့ပေါ့ဒီမင်းကလေးတယောက်ကတရားဆွဲတယ်เนาะဆွဲတဲ့ခါကျတော့အခုအဲ့ဒီမှာပဲပြင်ဦးလည်းမှာပဲသူ့အနေအိမ်မှာပဲဖမ်းတယ်ဖမ်းပြီးတော့အခုကသူ့ကိုပြန်မပို့လဲဆိုလို့ရှိရင်တော့ဒီစစ်ကောင်စီရဲ့ဒီတိုင်းစစ်ဌာနချုပ်เนาะအလေဘတ်တိုင်းစစ်တိုင်းဌာနချုပ်အဲ့ဒီမှာစစ်ကြောရေးစခန်းကိုပို့လိုက်တယ်ဆိုတော့အဲ့ဒီစစ်ကြောရေးစခန်းမှာသူ့ကိုအတကုံစစ်ကြောနေတယ်စစ်ကြောရေးစခန်းဆိုလို့ရှိရင်တော့ထူထောင်ပြီးတော့မဟုတ်တာကိုဟုတ်အောင်လုပ်တာတချို့လူတွေဆိုမဟုတ်ဘူးဒါပေမဲ့သူတို့ထူထောင်ရိုက်နဲ့အကုန်လုံးเนาะမခံနိုင်တဲ့ခါကျတော့အကုန်လုံးအဟုတ်ဖြစ်သွားတယ်เนาะအဲ့လိုမျိုးနေရာမျိုးစစ်ကြောရေးစခန်းဆိုတာအဲ့လိုမျိုးနေရာမျိုးဆိုတော့မြန်မာနိုင်ငံရဲ့စစ်ကြောရေးစခန်းတော့အဲ့လိုမျိုးချတယ်ဆိုတော့နိုင်ငံခြားမှာတော့ဘာလို့ဆိုတော့သူတို့ကတော့မေးခေါ်မျိုးမေးတယ်เนาะမေးပြီးမှသူတို့ကိုအဲ့ဒီအဖြေကိုလိုက်ရှာတယ်เนาะလိုက်ရှာတယ်သူတို့ကမေးခွန်ပုံမျိုးများစုံမေးပြီးတော့အဲ့လိုမျိုးအဖြေလိုက်ရှာတယ်မြန်မာနိုင်ငံမှာတော့အဲ့လိုမျိုးမေးတဲ့မေးခွန်းတွေကတော့မရှိဘူးထုမယ်ထောင်းမယ်မဟုတ်ဘူးဆိုလေထုလေလေပဲเนาะဒီလိုနေပါဖြစ်သွားတဲ့တစ်ခေါက်နှစ်ခေါက်သုံးခေါက်ဆိုသူတို့ကစိတ်ကလန့်သွားပြီလန့်သွားတဲ့ခါကျတော့ဟုတ်ကဲ့ပါမဟုတ်လေဟုတ်ကဲ့ပါအဲ့လိုမျိုးခံတဲ့နေရာတွေပေါ့เนาะအဲ့လိုမျိုး situation ခံကိုအဲ့ဒီမာလာဘက်ကနေပြီးတော့တကယ်အကုန်စစ်နေတယ်ထူထောင်းနေတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့သတင်းမီဒီယာတွေမှာတင်ပြထားတာကိုတွေ့ရတယ်နောက်တစ်ခုကမန္တလေးဒေသရွာเนาะဒေသရွာမှာဆိုလို့ရှိရင်စစ်ကြောင်းထိုးတယ်ဒီမှာကြားဖြတ်ပြီးတော့တိုက်တယ်စကစအရောက်ပေါင်း90เนาะ90ကိုနေပြီးတော့ကြားဖြတ်ပြီးတော့တိုက်တဲ့ခါကျတော့အဲ့ဒီမှာခုနက20เนาะ20ကတော့မာလခီယာဖြစ်သွားတယ်နောက်တစ်ခုကဒီမောင်တော်မြို့နယ်ရဲ့မြောက်ပိုင်းမှာရှိတဲ့ဒီ ARS နာရိုဟင်ဂျာအကျန်းဖတ်လို့ခေါ်တယ်နောက်သူတို့အဖွဲ့ရဲ့စခန်းနဲ့ဒီ A ကနေပြီးတော့ ARSA ရဲ့စခန်းတစ်ခုကိုနေပြီးတော့သင်ပိုင်ရရှိတယ်ဆိုတဲ့သတင်းကိုတွေ့ရတယ်နောက်တစ်ခုကနော်အဒီအလီဘတ်တိုက်အထုစစ်စင်ရဲ့အဖွဲ့ကနေပြီးတော့ဒီအညာမြေမှာပြန်ပြီးတော့ဒီစစ်စင်ရဲ့ကိုစပြီးတော့ပေါ်ဆောင်တော့မယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်နော်တွေ့ရတယ်အဲ့ဒါက KNA ရဲ့နော် KNA ရဲ့တင်တန်းပေးထားတာမယ်နော်အဲ့ဒီမှာအထုစစ်စင်ရဲ့89ယောက်နော်အဲ့ဒါက A ရောက်တန်းကိုသွားပြီးတော့အဲ့ဒီမှာစစ်စင်ရဲ့ကိုပေါ်ဆောင်မယ်ဆိုပြီးမှအခုတိုင်းရင်မှုကိုယ်တိုင်ကနေပြီးတော့ပြောတာဖြစ်တယ်သူ့ရဲ့နာမည်ကကိုဆိုင်ကိုဆိုင်ကနေပြီးတော့ပြောတယ်အဲ့ဒါက KNA က train ပေးလိုက်တာအထူး special နော်89ယောက်ဒီ A ရောက်ဒီတိုင်းကိုဝင်ပြီးတော့ဒီ A နဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်ဖို့နော်သူတို့ကြီးညာထားတာကိုတွေ့ရတယ်နောက်တစ်ခုကဒီအလေပတ်တိုင်းအထူးစစ်စင်ရဲ့အဖွဲ့ကနေပြီးတော့မြေပြင်စစ်စင်ရဲ့စခန်းအထိသွားပြီးတော့အဲ့ဒီမှာစနိုက်ပါနဲ့သွားတာနော်စနိုက်ပါနဲ့ပစ်တာရောက်ပေါင်း19ယောက်သေသွားတယ်အဲ့ဒီစနိုက်ပါနဲ့ပစ်တာတက်အဲ့ဒီစခန်းမှာဆိုလို့ရှိရင်တော့19ယောက်ထိသေသွားတာကိုကျွန်တော်တို့တွေ့ရတယ်စနိုက်ပါကျတော့သူကဘယ်နေရာနေမှန်းလည်းမသိဘူးဖောင်းဆိုတယောက်သေသွားတယ်ပြီးလို့ရှိရင်သူတို့ကစိတ်တွေကကြောင်ချောက်ချဖြစ်တယ်သူတို့ကဘယ်မှာနေမှလည်းမသိဘူးသူတို့မြင်လားမမြင်လားမသိဘူးเนาะတော့ကိုအကြက်ရိုက်တဲ့เนาะအဲ့လိုမျိုးเนาะစစ်စင်မျိုးဖြစ်တယ်เนาะစနိုက်ပါကတနေရာနဲ့ချိန်နဲ့ပြစ်ချလိုက်တယ်ဒိန်းဆိုရင်အဲ့လိုမျိုး normal limit နေတဲ့အခါသူတို့ကဘယ်ကနေမှမသိဘူးเนาะဆိုတဲ့အခါကျတော့အပြင်ကလုံးဝမထွက်ရဘူးတချို့လူတွေဆိုလို့ရှိရင်တော့ဒီအပေါ်အလေးသွားတာတော့မှမသွားရတဲ့အဆင့်စနိုက်ပါကိုတော်တော်ကြောက်တယ်เนาะတော်တော်ကိုကြောက်တဲ့เนาะစစ်စင်မျိုးဖြစ်တယ်နောက်တစ်ခုကကမ္ဘောဒီးယားเนาะကမ္ဘောဒီးယားထိုင်းကဒီနေဆက်မှာအကြီးကျယ်เนาะပြိပခါတွေဖြစ်နေတယ်เนาะအဲ့ဒါကို ICJ အထိတောင်မှเนาะတင်ပြီးတော့သူတို့ကိုဆုံးဖြတ်ပေးဖို့အဲ့လိုမျိုးအတိုင်ခံရတဲ့ပြဿနာတစ်ခုဖြစ်တယ်အဲ့ဒါကနေဆက်နော်ဒီမှာသူပိုင်းတဲ့ကိုပိုင်းတဲ့သူကျူးလွန်တဲ့ကိုကျူးလွန်တဲ့စသဖြင့်ဒီနေဆက်မှာဆိုလို့ရှိရင်နေဆက်ပြဿနာဖြစ်တယ်ဆိုတော့ဒီဝနဲ့လည်းဖြစ်တယ်အခုဒီထိုင်းကဆိုတော့ဝကိုလေဒီ tensioner ဝကမြေဆွဲကိုလုတ်တယ်ဆိုပြီးမှဆွဆွထားတယ်အဲ့ဒါကိုဒီနေ့ပို့အတွက်လဲနော်ဒီမြန်မာနဲ့တရုတ်ကမကင်ဘူးဆိုတော့လို့ရှိရင်တော့သူတို့ကိုယ်တိုင်ကင်မယ်ဆိုပြီးမှပြောတယ်အခုပေတူတန်ကအခုကမ္ဘောဒီးယားနဲ့နော်ကမ္ဘောဒီးယားနဲ့ဘယ်လိုပြောထားလဲဆိုလို့ရှိရင်နော်တရေဘောကြောင်မမဟုတ်ဘူးအကုန်လုံးပြင်ဆင်ထားတယ်နော်အခုဘင်းတက်မတော်ကအခုအမှတ်1အဲ့ဒီစစ်တိုင်မှုကနေပြီးတော့သူကိုယ်တိုင်သွားပြီးတော့အခုတင်းကားတို့လူတို့ချင်းမြန်တိုင်းရင်တို့စသဖြင့်အကုန်လုံးကိုအစင်တင်လုပ်ထားတယ်ကမ္ဘောဒီးယားနဲ့ဆော့ဖို့နော်ထိုင်းကဝင်ကြီးချုပ်ပေတူတန်ကလည်းပြောထားတယ်လုံးဝတရေဘောကြောင်မဟုတ်ဘူးတိုက်စရာရှိတာတိုက်မယ်ဒါပေမဲ့ညှင်းချမ်းရင်တော့ညှင်းချမ်းရဲကိုတော့ဦးစားပေးတော့ဆောင်ရွက်မယ်ဆိုတဲ့ဟာကိုတော့သူတို့ပြောထားတာတွေ့ရတယ်ဆိုတော့အဲ့ဒါကနိုင်ငံခြားသတင်းဆိုတော့ဒီပြကတော့ထိုင်းကတော့အစင်သင်ဖြစ်နေပြီเนาะဒီဘက်ကဝနဲ့လည်းအစင်သင်ဖြစ်သလိုကျွန်တော်တို့ကမ္ဘောဒီးယားနဲ့လည်းအစင်သင်ဖြစ်တယ်ဒီပြကတော့သူ့မှာရန်သူများရှိတယ်เนาะတစ်ဖက်ကတော့ကမ္ဘောဒီးယားနေဆက်ပြဿနာဒီဘက်မှာလည်းဝလည်းနေဆက်ပြဿနာပဲเนาะသူတို့ရဲ့နေမြေတွေကိုချူချော်ပြီးတော့အဲ့ဒီ
ဘင်းတွေလုံနေတယ်เนาะဆိုတဲ့ဟာကိုဆွဆွထားတာဖြစ်တယ်ဆိုတော့ဝါလည်းအသကုံအဲ့ဒီမှာစစ်စင်ရဲတွေလုံတယ်ပြီးလို့ရှိရင်တော့လူတွေကိုစူးဆောင်းတယ်เนาะစူးဆောင်းတဲ့စစ်သားအစ်တွေဒီတောင်ပိုင်းမြောက်ပိုင်းမှာရောက်ပေါင်း1000ဒီမြောက်ပိုင်းမှာဆိုလို့ရှိရင်ရောက်ပေါင်း1000เนาะစစ်သားအစ်တွေကိုစူးဆောင်းတယ်ပြီးလို့ရှိရင်တော့တင်တဲ့ဆင်းပွေတွေလုံတယ်ပြီးလို့ရှိရင်တော့သူတို့ကစစ်အင်အားပြတယ်เนาะစစ်ပြတယ်ဆိုတော့အစ်ပြရတယ်ထိုင်းကနော်ဆွတာနဲ့ဒီဝက်ဖက်ကနေပြီးတော့ဆေးပြတယ်နော်ဆေးပြတယ်အတိတ်ပြတော့သူတို့ငါတို့အစဉ်သင်းရှိနေတယ်ချဆိုတဲ့ပုံစံဆိုတော့အခုကတော့ကမ္ဘောဒီးယားနဲ့ထိုင်းနဲ့ဆိုတော့ကမ္ဘောဒီးယားကတော့ဘာမှမချဘူးသူတို့ပြဿနာဖြစ်တယ်ဒါပေမဲ့အခုထိုင်းဖက်ကတော့ ready ဖြစ်နေပြီနော်အကုန်လုံးအမတ်တစ်စစ်ဒေတာမှာရှိတဲ့ဒီတိုင်းမှုကအကုန်လုံးအစဉ်သင်းလုပ်ထားပြီးတင်ကားတွေကိုအကုန်လုံးအစဉ်သင်းပြင်ထားပြီး ready ပဲနော်အကုန်လုံးဆော်ဖို့ဆိုတော့အခုကတော့ ICJ ကိုတင်ထားတယ်နော်တင်ထားတဲ့အဲ့ဒီပြဿနာကိုဖြေရှင်းပေးဖို့အဲ့ဒါကကျွန်တော်တို့ဒီနိုင်ငံခြားသတင်းပေါ့နော်နောက်တစ်ခုကအေယာဝတီတိုင်းဒီပသိမ်မွန်ရွာအဲ့ဒီနန်းတာရွာဂိတ်မှာဆိုလို့ရှိရင်တော့ဓမ္မပါလနဂရက်တောင်မှာရှိတဲ့အဲ့ဒီစီဒီဖက်မှာရှိတဲ့ဒီတိုက်ပွဲဖြစ်တယ်နော်အဲ့ဒီ AA နဲ့ဒီပူပုံအဖွဲ့တွေနဲ့ဒီမာလာရဲ့အဖွဲ့တွေနဲ့တိုက်ပွဲဖြစ်တဲ့ခါကျတော့အဲ့ဒီမှာတိုက်ရမွန်တယောက်ပါသွားတယ်နော်တိုက်ရမွန်တယောက်မာလခီယာဖြစ်သွားတယ်ပြီးလို့ရှိရင်တော့3ယောက်သေးတယ်နော်3ယောက်သေးတယ်အဲ့ဒီသတင်းကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ AA ကိုနော်ဘယ်လောက်ထိထိုးစစ်ကြောက်လဲဆိုလို့ရှိရင်အဲ့ဒီ ARD တိုင်းတွေမှာစကားပါလုပ်လဲဆိုတော့သူတို့ကဒီတက်လွတ်တယ်နော်တက်လွတ်တာလျှက်စစ်တက်ပေါ့နော်လျှက်စစ်တက်လွတ်တယ် AA ဝင်လာလို့ရှိရင်အဲ့ဒီကျိုးကိုထိတာနဲ့လျှက်စစ်လိုက်တော့ဖေးအောင်နော်ဖေးအောင်အဲ့လိုမျိုးသူတို့လုပ်တာကိုကျွန်တော်တို့ဒီသတင်းတွေမှာတွေ့ရလိမ့်မယ်ဟိုတရားနေရကထွက်ပေါ်လာတဲ့သတင်းဖြစ်တယ်ဆိုတော့နော်ဒီ AA တော့တော်တော်ချောက်နေတယ် AA ကလည်းစနိုက်ပါနဲ့တယောက်စီရွေးတော့ပြစ်တာနော်တကက်အကြီးကောင်တွေပဲဖြစ်တဲ့အခုတိုင်ယမုံကြသွားပြီနော်တိုင်ယမုံအပါဝင်3ယောက်ပြေဆုံးသွားတယ်3ယောက်လို့သာပြောတာနော်တကက်အကောင်ကြီးတွေနော်အကောင်ကြီးတွေကိုကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့နောက်တစ်ခုက TNL တွေထင်းချုပ်ထားတဲ့နေမြေတွေမှာဆိုလို့ရှိရင်နောင်ချိုမိုးကုတ်ကြောင်မေးအဲ့ဒီမှာမိုင်းငေါမိုင်းလုံမိုင်းတုံစသဖြင့်ဒီနေရာတွေမှာဆိုလို့ရှိရင်တော့မာလာတော်ပုံချေနေတယ် PR ပေးနေတယ်နော် MNDA လို့သူတို့လာရှုပ်ကိုပြန်ရတယ်လို့ဒီတရုတ်က PR ပေးပြီးတော့သူတို့ကိုအခုနေမြေတွေမှာမိုးကုတ်တို့ခုနကနောင်ချိုတို့ကြောင်မေးတို့မိုင်းငေါတို့မိုင်းလုံတို့စသဖြင့်မိုင်းတုံတို့ဒီနေရာတွေမှာပြန်ပြီးတော့ဆုတ်ပေးအောင်နော်ဆုတ်ပေးအောင်အသကုံဘုံလိုက်ချင်းနေတယ်ကျဲတာတော့မှအဲ့ဒီမှာဘာဘုံတွေသုံးထားလဲဆိုလို့ရှိရင်ဓာတ်ငွေနော်အစိတ်ဓာတ်ငွေပါတဲ့ဘုံအလုံးပေါင်းယာနဲ့ချီပြီးတော့အဲ့ဒီမှာကျဲတယ်ဆိုတော့အဲ့ဒီမှာပြည်သူလူထုအယောက်ပေါင်း26ယောက်သေဆုံးမှုပဲရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဲ့ဒါကတော့မာလာညက်ပတ်တာနော်ညက်ပတ်တာအဲ့လိုမျိုးအစိတ်ငွေဘုံတွေကိုနေပြီးတော့ဒီ PR ပေးတဲ့အနေနဲ့နောင်ချိုမိုးကုတ်ကြောင်မဲမိုင်းငေါမိုင်းလုံမိုင်းတုံအဲ့ဒီနေရာတွေမှာအလုံးပေါင်း100ကျော်နော်အလုံးမျိုးချေးချတယ်ပြည်သူလူထု26ဦးသေဆုံးသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့ဂျွန်လ4ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်ကဲ့ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို